အချိန်ကာလမှာမနုတော့မလုံလောက်သေးဘူးနော်ငါတို့ကဒီကျောင်းပညာရေးနဲ့ပတ်သက်ပြီးတော့ဒီစာပေတွေအားနေတယ်ဒါကြောင့်အခုဒီစာရေးဆရာဦးအောင်စာပေဟောပြောဝဲနော်ဒီငါတို့စုရတာရှိတယ်နော်ဒီဦးအောင်ပန်းတို့ဆရာဦးအောင်တင်းဆရာဦးအောင်သင်းတို့ဆရာနေဝင်းမြင့်ဆရာမောင်တာချိုဆရာတွေဘုံရှိတယ်နော်တကယ်ဟိုပညာတတ်ကြတဲ့ဆရာတွေတချို့ဆရာဆိုထောင်ထဲကနေပြီးတော့နော်သူစာသင်ခဲ့တယ်နော်ထောင်ထဲမှာနေရင်လည်းသူအင်္ဂလိပ်စာသင်ခဲ့တယ်တလားတော်တွေမှာသူဘယ်လောက်ထိဟိုနေခဲ့လဲဒါကြောင့်မလို့အခုရောက်နေတဲ့နေရာငါတို့တော်နေသမားတွေထောင်ထဲဘွားနဲ့ဆိုင်ငါတို့အများကြီးလွတ်လပ်တယ်ကိုခုခံလို့ရတယ်ရန်သူကိုလည်းဟိုတွန်းလှန်ပြစ်လို့ရသေးတယ်နော်အဲဒါကြောင့်မလို့ရောက်တဲ့နေရာမှာမလို့ဟိုဘယ်လိုပြောမလဲမျက်စိမိတ်နားပိတ်ပြီးတော့မနေဖို့အတွက်နော်ဒီဆရာစာပေဟောပြောဆရာဦးအောင်သင်းတို့ဟောပြောတာတွေနော်ကျန်တဲ့တခြားဆရာတွေပေါ့လေအဲ့ဒါတွေငါတို့စုအောင်ပြီးလို့ရှိရင်လည်းမလို့ငါတို့ပေးနာထောင်းတယ်တစ်ခါတလားကဒါနုဘဝတက်ကတူခုမှဆောက်လန်းနေတဲ့ဟိုရတဲ့အခွင့်အရေးတွေမလို့တိဆောက်ပေးတယ်နော်ထိုနည်းတူစွာပဲလာမယ့်အနာဂတ်မလို့ဟိုဒီနေရာမှာမလို့ဒီအမျိုးသားအတွက်တော်လိုင်းတရားတိဆောက်မဆိုရင်ရှိတာလေးနဲ့နော်မလို့တိဆောက်သွားမယ်ရှိတာလေးနဲ့မလို့ကြိုးစားပြီးတော့နော်ဒီတော်လိုင်းရေစုံဖြစ်ရေဆန်လေးမလို့ဖြတ်ကျော်ရမယ်တော့ပေါ့လားဟုတ်ပါဘူးโอเคဒီလောက်ကျငါဒီလောက်ပဲပြောမယ်နော်